တရားဓမ္မတွေတရားနဲ့နာကြတရားနဲ့မှတ်ကြရတဲ့တော်လေးရကြအဲ့ဒီကျေးဇူးတွေဘုရားခင်ကိုရမကြည့်သည်လေးခုဆိုရင်ကဘာသိက္ခာလပါလုံးဖြည့်ဆည်းဖို့ရတဲ့သတ္တိဉာဏ်ကြီးနဲ့တရားနာတဲ့ပုဂ္ဂိုလ်တရားတွေပြည့်စုံတဲ့ပုဂ္ဂိုလ်တရားတွေနှလုံးသွင်းတဲ့ပုဂ္ဂိုလ်တရားတွေဉာဏ်လိုက်တဲ့ဖြင့်ငါဥစ္စာမရှိဘူးဆိုတဲ့ဥစ္စာသိတဲ့ပုဂ္ဂိုလ်ဟာဒုတိယဘဝမှာဒီဘဝမှာအလုံးလုံးလို့ကိစ္စမပြီးကြဘူးဒုတိယဘဝအသေးချာပြီးတယ်ဆိုတော့ဘုရားရှင်ကိုရမေကြီးကသတ္တိဉာဏ်နဲ့ကြည်ပြီးသုံးသက်ချက်ချထားတာသရုပ်ကနိဗ္ဗာန်အငုတ်ထုမှာလာတယ်လို့ဘုရားဘုရားတရားတိုက်လို့မှတ်ရဒီဘဝအားတော့သိတာပါပဲဒုက္ခအဆုံးကိုမရောက်ဘူးဒုက္ခလေးတွေမြင်နေပဲသူတည်မလဲသေလုံးပြီးသွားလို့ဖြင့်ဘယ်လိုများဖြစ်မလဲလို့ဘုရားကပဋိဉာဏ်ဉာဏ်နဲ့ရှင်းလိုက်တဲ့အခါအော်သိစ္စာမရှိဘူးဆိုပြီးဒီကရဒုတိယဘဝကိစ္စကြီးနိုင်တဲ့အကြောင်းကိုပဋိဉာဏ်ဉာဏ်နဲ့ကြည့်ပြီးဒီကရတောင်းဝန်ခံတော့ကြောင့်အာရုံရဲ့ဓမ္မတွေနားလည်းနာကြပါနှလုံးသားသွင်းကြပါဒိဋ္ဌိကွာအောင်လည်းလုပ်ပါဒီလိုဆိုရင်ဒီဘဝကိစ္စမပြီးတဲ့ဒုတိယဘဝကိစ္စပြီးဒီဘဝကိစ္စပြီးလို့ရှိရင်လည်းတိုင်းတဲ့အလွန်ကောင်းတယ်လို့မှတ်ရအာမစေကြံတယ်လို့ဆက်ကျွမ်းလိုက်ပါတယ်နားထဲမှာဘုန်းကြီးကအာစိတ်ဟာအနိစ္စပဲဒုက္ခပဲအနတ္တပဲဒါကြတဲ့ကိုကြားနေတာဝေဒနာအနိစ္စပဲဒုက္ခပဲအနတ္တပဲဆိုတာနားရင်ကြားနေတိုင်းလည်းကြားနေရတာပဲကြားတော့ဘုရားပြောတယ်အော်သိရတဲ့အိဋ္ဌပဲဒုက္ခပဲအနတ္တပဲဝေဒနာလည်းအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့ဘုရားပြောလို့ရနေကြနှလုံးသွင်းလိုက်တဲ့အခါကျလို့ရှိရင်အော်ဝေဒနာလေးတွေစိတ်ကလေးတွေပေါ်လာတဲ့အခါမှာအော်ပြက်နဲ့ပေါ်လာပြီးကြောက်ပြက်သွားတာပဲပေါ်လာပြီးကြောက်ပြက်သွားတာပဲဆိုတာလေးတွေလေတရားဓမ္မတွေကနှလုံးသွင်းလိုက်တော့သိဒါဖြင့်နားရမယ်အိဋ္ဌဒုက္ခအနတ္တရှားမှုတွေပေါ့နှုတ်ထဲနဲ့ရတယ်ပေါ့နှလုံးသွင်းတဲ့အခါလို့ရှိရင်လည်းဒါအိဋ္ဌပဲဒါဒုက္ခပဲဒါအနတ္တပဲကိုယ်စိတ်ကိုယ်ရှုကိုယ်ဝေဒနာကိုယ်ရှုဆိုတော့နှလုံးနဲ့ပုံကြတာပဲနှလုံးသွင်းတဲ့အတွက်တဲ့ဒိဋ္ဌိကလည်းကွာနေတယ်ဒိဋ္ဌိကလည်းကွာတယ်ဆိုလို့ရှိရင်ဖြင့်ဝိညာဉ်ကလည်းသိမုံလားပြဘုရားတရားတိုက်တော့ဝိညာဏပစ္စယနာမရူပံတော့မလားဘူးလားဝိညာဉ်ကြောင့်ဘာဖြစ်တယ်ဒီကံပုဂ္ဂိုလ်သတ္တဝါများပါလေဝိညာဉ်နဲ့နာယုတ်ပဲနာယုတ်ကြောင့်ပါလာရဏဆိုတာမဖြစ်လားဒီကံပုဂ္ဂိုလ်သတ္တဝါပါလေဒီလိုဆိုလို့ရှိရင်ဒိဋ္ဌိကလည်းကွာပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့သုံးပြချက်ချနိုင်ကြတဲ့ကဒိဋ္ဌိကလည်းကွာပြီးဒီခါလာနေတော့သင်္နံပါနားရမှာလည်းအိဋ္ဌဒုက္ခအနတ္တရောက်ကြတယ်နော်သင်္နံပါပါဇက်သင်လည်းဒီအိဋ္ဌဒုက္ခအနတ္တဆိုရရကြသုံးနံပါအိဋ္ဌကိုလည်းနှလုံးသွင်းကြလေးနံပါဆိုတော့ဒါရအိဋ္ဌပဲပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့မသိကြအဲ့ဒီကတည်းကဓမ္မတွေဒီလေးချက်နဲ့ညီးပြီးဒီကလာညာရဲကြားဘူးဒါရဲ့ပါဇက်ဆက်ကရွတ်သွန်နိုင်ကြရဲ့နှလုံးသွင်းမှုဒါရဲ့သိတဲ့ကလေးတွေမြင်တော့ဒိဋ္ဌိကွာတာရဲ့ဆိုတော့လေးခုမရဘူးအဲ့ဒီလိုလေးခုကွာပြီးဒီကလာတိုင်းဖြစ်တော့မြင်ပါရဲ့ဖြစ်တော့မုန်းပါရဲ့ဒါတော့ဒီမင်းကအခေါ်ဥသွားတာနဲ့ဖြစ်တဲ့အဆုံးတော့မရောက်လိုက်ခဲနဲ့သေသွားမယ်ဒီလိုမရှိတယ်ပဲအဲ့ဒီကတော့ပုဂ္ဂိုလ်များကြတာကတင့်နာမပုဂ္ဂိုလ်လို့မှတ်ထားကြမှာမဲ့ခင်7ပါးနဲ့မမြင်ပဲနဲ့သေသွားမယ်သေသွားလဲအာရုံတော်ဓမ္မတွေတရားကတောင်းခံလိုက်တယ်တခုဥသောနတ်ပြည်ဖြစ်မှာပဲဟေးကြောက်ကြရမရှိပါလားဆိုတာပေါ်လာဒီကညာတော်လည်းဓမ္မတွေပူရရှိရခုနကလေးချက်နဲ့ညီအောင်နေပါဒီပုဂ္ဂိုလ်ဟာလူပြေကနာထားတဲ့တရားတွေရွက်ထားတဲ့တရားတွေနှလုံးသွင်းထားတဲ့တရားတွေ
ဒိဋ္ဌိကလည်းကွာနေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဒီကာလဓမ္မနဲ့ကွာတာမဟုတ်သေးဘူးနော်သုတ္တမြတ်ဆုံးညာမြတ်နဲ့ကွာတာလည်းရှိသေးတယ်အဲ့ဒီလိုကွာပြီးဒီကာလနာယတုတိသေရိရှားမှန်တဲ့ရုပ်ပြေကသေနတ်ပြေရောက်သူနတ်ပြေရောက်မှန်းကိုမသိသေးဘူးလေရုပ်ပြေကနာတဲ့တရားတွေကအော်ဒီကံကြီးကဒီကံကြီးကသိက္ခာသိဆိုတဲ့တရားကြီးအနိစ္စပါလားဒုက္ခပါလားအနတ္တပါလားဝေဒနာရှိတဲ့ပုဂ္ဂိုလ်ကဝေဒနာအနိစ္စပါလားဒုက္ခပါလားအနတ္တပါလားလို့ရှုလုံးကအရင်ပေါ်လာနတ်ပြည်ရောက်ကြောင်းမသိသေးဘူးတဲ့ဓမ္မဘယ်သူကရင်လာရှုတဲ့ဉာဏ်ကအရင်ပေါ်လာနေတဲ့အဲ့ဒီမှာတဲ့သောတာပန်သရဂါအနာဂံယန္တာကြောင့်ဖြစ်သွားတာလူပြေကဒုက္ခမဆုံးတောင်မှပူဇော်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုဘုရားသခင်ကိုရမကြီးကဟောကြားသဘောကျဒါလို့တဏ္ဍာပုဂ္ဂိုလ်ကတရားဆရာမတူဘဲနဲ့ကိစ္စပြီးသွားအင်္ဂါ၄ချက်နဲ့တက်သွားတာဟုတ်ပြကိုင်းဒါဖြင့်တဏ္ဍာပုဂ္ဂိုလ်ကတရားဆရာမတူဘဲနဲ့ရဟန္တာဖြစ်သွားတယ်ဆိုတာမှတ်လိုက်တော့ဟောဒီနှစ်နာမပုဂ္ဂိုလ်ပြောမယ်နှစ်နာမပုဂ္ဂိုလ်ကတော့ခဏကပြောတဲ့အတိုင်းတရားနာမှုလည်းရှိတရားနှုတ်ဆက်ရမှုပေါ့ရှိပါဘူးတောင်းလေတရားနှလုံးသွင်းမှုဒိဋ္ဌိကွာမှုအဲ့ဒီလိုကွာပြီးဒီကလာသူသေကံကြီးမှာကိုယ်တော်နဲ့သိသွားတယ်သိခြင်းကိုယ်ပြီးသိခြင်းသိဒကာရမတို့နတ်ပြည်ဆက်ဆက်ရောက်တာပဲကိုယ်တည်းလည်းရောက်တာပဲနင့်နာမပုဂ္ဂိုလ်နော်နတ်ပြည်ရောက်ပြီးဒီကလာသွားတော့သူကနတ်ပြည်ရောက်ပြီးဒီကလာနေတော့မှာပဲတဲ့သူစိတ်ကိုသိတဲ့နတ်ကအနာလာပြီးဒီကလာမင်းတို့ပြည်တော့ကကွာမင်းတို့ဆရာဒီမှာဒီလိုဖြစ်တဲ့စိတ်တွေနှလုံးသွင်းခဲ့ဝေဒနာတွေနှလုံးသွင်းခဲ့တာတွေမင်းအောင်လို့ပါလားဆိုပြီးဒီကလာသူစိတ်သိတဲ့ပုဂ္ဂိုလ်ကသူနှလုံးသွင်းလာတဲ့တရားလာဟောနတ်ချင်းအဲဒီမိတ်ဆွေနတ်တူတယောက်ကမင်းဒီမှာပဲစိတ်ဓာတ်ဥပါဒနာမင်းရှိတယ်ဝေဒနာဥပါဒနာမင်းဖြစ်တဲ့ရှိခဲ့တယ်အဲ့ဒါကိုမင်းပြန်အောင်လို့ပါလားလို့လာပြီးကလာသူစိတ်သိတဲ့နတ်တယောက်ကသူ့ကိုလာပြောတာဘယ်နဲ့လူပြည့်တက်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီလာပြောပြီးနဲ့တပြိုင်တည်းခန္ဓာကိုယ်နဲ့ပြီးနှလုံးသွင်းလိုက်တာဒကာဓမ္မတို့သူလည်းသောတာပန်သရဂါအနာဂံယန္တာဖြစ်တာပဲဒါကဒုတိယပုဂ္ဂိုလ်ပရမပုဂ္ဂိုလ်နဲ့တူရလားပရမပုဂ္ဂိုလ်ကသူ့အကူပေါ်လာဒုတိယပုဂ္ဂိုလ်ကသူ့စိတ်သိတဲ့နတ်ကသတိပေးရှင်းမလားဘယ်နည်းရှိတော့နေရာရှိကြပြီဒါရင်တတိယပုဂ္ဂိုလ်ပြောသူလည်းအင်္ဂါလေးနဲ့ပြည့်စုံပြီးသေကံကြီးကြလာတော့တတိယပုဂ္ဂိုလ်လည်းတွေ့မင်းဝသေးတာပဲတဲ့ဥဒ္ဒဝိတို့တော့နိုင်ရပဲရောက်တယ်ဒကာဓမ္မတို့တွေ့မင်းဝသေးတာတော့မကြောက်ပါနဲ့ဟောနေကပြောခဲ့တဲ့အင်္ဂါတွေကသုံးနေနိုင်ရရောက်ကြပဲတဲ့ဒကာသက်ရအင်္ဂါ၄ပါးနဲ့သုံးဘူးရဒါသုံးနာမှာပုဂ္ဂိုလ်အဲ့ဒီကောင်းလာမှာပုဂ္ဂိုလ်ကနတ်ပြည်ရောက်သွားတယ်တဲ့နတ်ပြည်ရောက်သွားတဲ့အခါကျတော့ဖြင့်နတ်ပြည်မှာလည်း9ရက်တပတ်တရားဟောရှိမကြတာဟောတဲ့အခါရှိတယ်ဒီပြင်နတ်ထုံးနတ်မြတ်တွေကဟောတဲ့တရားဟောရှိတယ်9ရက်တပတ်တရားနာကြရအဲ့ဒီတရားပွဲကြလာလို့ဖြင့်နတ်တရားအကုန်ဖတ်ကြတယ်ဒါဝိနာမရှိတယ်သုမာရှိတယ်ဒီတရားပွဲသွားကြတာပေါ့ဗျာအဲ့ဒီတရားပွဲသွားလိုက်ရင်ဖြင့်တဲ့သူနာထားတဲ့တရားတွေအကုန်ပေါ်လာသူနာထားတဲ့တရားတွေဘယ်နဲ့လဲသူနာထားတဲ့တရားတွေအကုန်ပေါ်ပြီးဒီကလာပြီးအဲ့ဒီတရားပွဲထဲမှာပဲသောတာပန်သရဂါအနာဂံယန္တာဖြစ်သူကတစ်မျိုးပါခေါင်းနိုင်ငံ၄ချက်နဲ့ပြည့်စုံပြီးတည်တဲ့ပုဂ္ဂိုလ်ဟာကိုယ်မိမ့်မောပြီးရောင်ရမ်းသိစေကမူကြောက်ကြံမရှိဘူးလို့ပြောလိုက်ပါဠိတော်တော်တရားဓမ္မတို့ပါဠိတော်ဖြစ်တဲ့တွေ့တဲ့ဘာမေးရဘာမှမရှိနဲ့အခုတရားနာနေတဲ့တရားဓမ္မတွေဒီငါလေးပါးနဲ့တော့မညီတဲ့ပုဂ္ဂိုလ်အတော်ရှားမရှားဘူးလားဒါနဲ့တတိယပုဂ္ဂိုလ်ကတော့9ရက်လောက်ရှိမှသူရောက်ပြီး9ရက်လောက်တရားပွဲကျုံမှသူကတော့ဉာဏ်တိုးတွေရတယ်ပေါ့ဗျာ
ဒါကဘယ်နံပါတ်ပုဂ္ဂိုလ်ပါလဲဒါသုံးနံပါတ်ပုဂ္ဂိုလ်ဒီဘက်ထားလိုက်ဒကာဓမ္မတို့လေးနံပါတ်ပုဂ္ဂိုလ်ပြောဦးမယ်လေးနံပါတ်ပုဂ္ဂိုလ်မှာလည်းခေါင်းကပြောခဲ့တဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံပြီးတဲ့ကလာဒီပုဂ္ဂိုလ်သေတာနည်းကြတော့ဒီတရားတွေမလုံးမသွနိုင်မင်းနဲ့သေသွားတယ်နောက်ပြီး၆ချက်တစ်ခုခုရောက်တာပဲသူလည်းရောက်တာပဲတဲ့ဓမ္မတော့အငယ်ရာများရှိရဲ့အငယ်ရာဘာမှမရှိဘူးဆိုတော့ဒါသိပေါ်လားဒီဘဝမှာဒုက္ခဆုံးတဲ့စီမရောက်တော့ဒုတိယဘဝသိကြတယ်ဆိုတာပြောတာပဲဒါနဲ့သူတွေကလည်းဆိုနတ်ပြည်ရောက်နတ်ပြည်ရောက်သွားတော့ဘိုးတဲ့ဓမ္မတွေပဲစဉ်းစားပါတော့အခုတရားနာကြတဲ့ဥပုံတွေဆိုရင်သုံးလေးတောင်ငါတောင်ဆက်ရှိပြီရှိဟမ်ဒီနေ့လည်းဆိုရင်ခေါင်းရရှိအသက်ရှိပြီရှိတယ်ထားပါတော့ဒီမိတ်ဆွေတွေဟာတရားနဲ့တရားပါဒီလိုပြေကြလို့ရှင်နတ်ပြည်ရောက်ကြပါပြီဘယ်သူမှမရောက်မဲ့ပုဂ္ဂိုလ်ဒီထဲမှာပါဘူးဘယ်လိုမျိုးနဲ့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့တရားကအရင်ရောက်နေခொနကပုဂ္ဂိုလ်ကတူတူလေးနဲ့သိပြီးဥလာဝီနတ်ပြည်ရောက်သွားဘုရားပုဂ္ဂိုလ်ပေါ့ဗျာရောက်သွားတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့သူကဘယ်လိုလဲမေ့နေဦးဒီတရားနာတဲ့မိတ်ဆွေတွေကအရင်ရောက်နေတဲ့မိတ်ဆွေတွေကရှိတယ်နတ်ပြည်မှာအရင်ရောက်နေတဲ့မိတ်ဆွေတွေကမရှိပေဘူးလားစဉ်းစားပဲရှိပါလူပြည်နဲ့90မှသရုမာရကတရက်ရှိတယ်လူပြည်နဲ့တရားမှတရက်ဆိုတော့ဒီဓမ္မတွေနတ်ပြည်တဏှာကြီးခွာပြီးရောက်တို့တို့တွေ့လိုက်လို့ရှိမရဘူးဗျာအဲ့ဒီကဲတော့ရောက်ပြီးဒီကလာသွားတဲ့အခါကျတော့အရင်ရောက်တဲ့နတ်ကဒီပုဂ္ဂိုလ်ကနတ်တော့ဖြစ်နေပြီတဲ့တရားသူ့ဟာသူမပေါ်လာတော့ခေါင်းကဓမ္မမိတ်ဆွေနတ်တွေကလာပြောကြတယ်ငါကျန်တရားမနေနဲ့မင်းလူပြေတော့ကလုံးနဲ့တရားနာပဲမင်းဒီစိတ်ကလေးဖြစ်ဖြစ်ရှိပါလားဝေဒနာလေးဖြစ်ဖြစ်ရှိပါလားလို့လာပြောတာသဘောကျလားဒီဘက်တွေကအတူတူရောက်ကြမှာဘူးဗျအတူတူရောက်ကြတယ်လူပြေကနေကြမယ်ဆိုတော့နိုင်တိုင်းတော့နဲ့နတ်တွေရောက်ကြတာအရင်ဘက်ကတဏှာကြီးဦးမယ်နောက်ဘက်ကတဏှာကြီးရောက်ကြမယ်ဟုတ်ကလားအဲ့ဒါလူပြေနဲ့တရားမှာဒါရဏကတည်းကဆိုတော့ခက်ဘူးလားအဲ့ဒါဓမ္မတွေနိုင်တိုင်းနဲ့နတ်ပြည်မရောက်ကြဘူးဒါကြရင်ရောက်တဲ့ပုဂ္ဂိုလ်ကတော့အရင်ကိစ္စပြင်းနေတဲ့တွေ့နောက်ရောက်တဲ့ပုဂ္ဂိုလ်သတိများမေ့နေမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ကလေးများကစားတယ်ပဲမင်းကဒီနေရာနေမင်းကဒီဘုံနဲ့ကိုင်းမင်းကဒီဟာလေးလောက်မင်းကရေးဆန်းကြည့်စရှိတဲ့ကလေးများတယောက်တယောက်ကစားကြတော့တယောက်ကတယောက်မသိလားအဲ့ဒီသင်္ကြန်တဲ့ဒကာဓမ္မတို့နတ်ပြည်ရောက်ပြန်တယ်ငါချင်းမင်းလူပြေတော့ဒီနေရာဒီဓမ္မယုံမှာမင်းတရားဖြစ်တဲ့နှလုံးသွင်းလို့ဆရာကဟောတယ်အဲ့ဒါမင်းပြန်ပြီးနှလုံးသွင်းပါလားလို့အရင်ရောက်နေတဲ့နတ်ကသို့ပြီးလာပြောတာပြောနေတဲ့သူတွေခန္ဓာရဲ့ညာလှည့်လိုက်လို့ရှိရင်တကယ်ဘောဓဘာန္တရာကနာဂံရဟန္တာကြောင့်ဖြစ်တာဓမ္မမိတ်ဆွေချင်းလာပြီးသတိတွေ့လိုက်သဘောပါတရားနာပဲချင်းဟာလည်းမြင်ရလားကျေးဇူးများတယ်ဆိုတော့ပေါ်လာကြတယောက်တယောက်သတိပေးရအကြောင်းဟာအရင်ရောက်တဲ့လူကနောက်ရောက်တဲ့ပုဂ္ဂိုလ်ကိုဘုရားဝေသတိပေးမြဲတယ်ဘုရားကဒီတိုင်းပါဠိတော်မှာလာပါတယ်ဒါဖြင့်တရားဓမ္မတို့တို့တဲ့သိုးရည်မရှိဘူးဆိုတာပေါ်သွားဒီနေ့တရားမှာသိုးရည်လည်းရှိသေးလားဘာမှမရှိဘူးဒါဖြင့်တင်းနံပါတ်ပုဂ္ဂိုလ်ကတော့ခေါင်းကအင်္ဂါ၄ပါးနဲ့ပြည့်စုံတော့တရားစိတ်တရားမဟုတ်ဘဲနဲ့သူ့လိုပေါ်တယ်ဘယ်လိုမှလာပြောပါနဲ့အိတ်သားရပြန်လဲတော့လာလို့ပေါ်လာဒုတိယပုဂ္ဂိုလ်ကတော့သူ့စိတ်ကြည့်တဲ့နတ်ကလာဟောတတိယပုဂ္ဂိုလ်ကတော့ခொနည်းတစ်ပါးတရားဟောမှာသိချပြီးတာသရုပ်တဲ့ပုဂ္ဂိုလ်ကတော့ဓမ္မမိတ်ဆွေပြန်လာသတိပေးတာနဲ့သိချပြီးတာနတ်ပြည်လည်းရောက်တဲ့၄ယောက်စလုံးပဲသတိပေးတယ်လည်းကြွားကြတယ်သင်္ကာဖြင့်ဘုန်းကြီးတို့ဓမ္မတွေကြောက်ကြလန့်ကြဘာမှမရှိပါဘူးဒါတိုင်းအားတက်အားတက်ကြဆိုတော့ဘုန်းကြီးကအားလေးကောင်းလို့အားတက်တာလားဘုရားကတဲ့ဟောလို့အမှန်ကြီးရမှာလားဘုရားကတဲ့
ရိုက်ဟောလို့အမှန်ရမှာဆိုတော့ဒကာဓမ္မတွေသိရမှာဘာမှမကြောက်ဘူးဒါဖြင့်သိက္ခာမပြီးတဲ့ပုဂ္ဂိုလ်ပါလေဒါဖြင့်ဒကာဓမ္မတို့ခொနဲ့ကပြောခဲ့တယ်အင်္ဂါ၄ချက်နဲ့ညီအောင်ဖြင့်နေပြအောင်နေကြပါဆိုတာဘုရားကလည်းဟောလို့ဘုန်းကြီးများကတစ်ဆင့်တိုက်တွန်းရတယ်